Welcome back to my channel. Today ပေါ့နော်ဒီနေ့ပေါ့နော်ကျွန်မအားလုံးကို sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ပေါ့နော် University နဲ့ပတ်သက်ပြီးတော့ဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့ပေါ့နော် Day2 University ကိုကျွန်မမြန်မာလိုပဲဆက်ပြီးပြောမယ်ပေါ့နော် Day2 University ကျွန်မ sharing လုပ်ပေးသွားခြင်းတဲ့အကြောင်းအရာက The University located in France ပေါ့နော်ပြင်သစ်မှာရှိတဲ့ University တခုအကြောင်းဖြစ်တယ်ပေါ့နော်ဒီ University ကိုကျွန်မဘယ်လိုရှာတွေ့ခဲ့ရလဲဆိုတဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ပေါ့နော်ဒီပြင်သစ်ရဲ့University ကို before I research different university ပေါ့နော်ပြင်သစ် University ကိုကျွန်မ research မလုပ်ခင်ကပေါ့နော်ကျွန်မပေါ့နော် Italy University ကို research လုပ်ပြီးတော့ကျွန်မကျောင်းလျှောက်ခဲ့ပြီပေါ့နော်ဒါပေမဲ့ပေါ့နော်ကျွန်မကျောင်းနှစ်ကျောင်းလျှောက်တယ်ပြီးကျောင်း application fees တွေကျွန်မတွင်းခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာပေါ့နော်ဒီ different partial background ကြောင့်ပေါ့နော်သူတို့ကျွန်မကိုပေါ့နော်ဒီလက်ခံခဲ့ပေါ့နော် different partial background ဆိုတာပေါ့နော်ကျွန်မကပေါ့နော် engineering နဲ့ပြီးထားတယ်ဒါပေမဲ့ကျွန်မ apply တက်လုပ်တာက business ဖြစ်နေရပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့သူတို့လက်မခံဘူးပေါ့နော်အဲ့ဒါနဲ့ပေါ့နော်ကျွန်မပေါ့နော်အဲ့ဆိုတော့ university country တခုခုတော့ရှိမှာပဲပေါ့နော်ဒီ different partial background ကိုလက်ခံပေးနိုင်တော့ပေါ့နော်ဒီ university တခုခုရှိမှာပဲ country တခုခုရှိမှာပဲဆိုပြီးတော့ပေါ့နော်အဲ့နဲ့နောက်ဆုံးမှာကျွန်မပြင်သစ်ကိုရောက်သွားတယ်ပေါ့နော်ပြင်သစ်ကို research လုပ်ရင်းနဲ့ရောက်သွားတဲ့အချိန်မှာပေါ့နော်ကျွန်မ MBA ကိုကျွန်မပေါ့နော်ဒီ Business Administration နဲ့တက်ချင်တဲ့ different partial background နဲ့လက်ခံနေတဲ့University တွေပေါ့နော်ကျွန်မတစ်ချက် research လုပ်ရင်းနဲ့နောက်ဆုံးတော့ပေါ့နော်အဲ့လိုနဲ့ပေါ့နော်ကျွန်မ Bordeaux University ကိုတွေ့တယ်ပေါ့နော် Bordeaux University ကပေါ့နော်ဒီပေါ့နော်ဒီတင်တစ်ရဲ့ပေါ့နော်ဒီတင်တစ်နိုင်ငံတနိုင်ငံလုံးထဲမှာဆိုရင်သူ့ရဲ့ပေါ့နော် ranking ကဒီ around 8ပေါ့နော်ဒီ top 10စီးရင်ထဲမှာပါတယ်နံပါတ်8ဝန်းကျင်လောက်မှာသူရှိတယ်ပေါ့နော်နံပါတ်8မှာရှိရဲဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော်တကယ်လို့ world ranking အရဆိုရင်တော့ဒီ2026 US ranking အရဆိုရင်တော့494ပေါ့နော်ဒီ900ထဲမှာသူရှိတယ်ပေါ့နော်ဒါသူရဲ့ world ranking နဲ့ဒီသူရဲ့ country ranking ပေါ့နော်ပေါ့နော်ဒီ Bordeaux University ကဒီ different kinds of programs ကိုသူ offer ပေးတယ်ဥပမာ business နဲ့ business ပြီး hair နဲ့ပတ်သက်ပြီးတော့သူပေးတယ် business နဲ့ပတ်သက်ပြီးတော့သူပေးတယ်ပြီးရင် science and technology နဲ့ပတ်သက်ပြီးတော့အများကြီးပေါ့နော် program အများကြီးကိုသူ offer ပေးတယ်ဒီကျွန်တော်တို့တွားပြီး research လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်မက business တက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မဒီ business အကြောင်းကိုပဲကျွန်မပြောတော့မယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်မဒီ business ကိုကျွန်မဝင်ကြည့်လိုက်တဲ့အချိန်မှာဒီကျွန်မကပေါ့နော်ဒီ bachelor ကိုပေါ့နော်ဒီ business နဲ့မပြီးခဲ့ဘူးဆိုရင်ပေါ့နော်ဒီနှစ်တက်ရမယ်ပေါ့နော်နှစ်တက်ရမယ်ပေါ့နော်ဒီကလို့ master ပြီးတဲ့လူတွေ sorry ပေါ့နော်ဒီ bachelor မှာ business နဲ့ပြီးတဲ့လူတွေဆိုရင်တော့တစ်နှစ်ပဲတက်လို့ရတယ်ဆိုပြီးတော့သူကြီးထားတယ်ပေါ့နော်အဲ့လိုကြောင့်မို့ business နဲ့ပတ်သက်ပြီးတော့ဆိုနှစ်တက်ရမယ်သူပေါ့နော် bachelor background ကတော့ဘယ် background ပဲဖြစ်ဖြစ် join လုပ်ရတယ်ထည့်လို့ရတယ်ပေါ့နော်သူရဲ့ fees ကလည်းပေါ့နော်ဒီ affordable ဖြစ်တယ်ပေါ့နော် affordable ဖြစ်တဲ့university ကိုပဲကျွန်မ choice လုပ်ထားတာဖြစ်တဲ့ကြောင့်ပေါ့နော် affordable ဖြစ်တယ်သူရဲ့ပေါ့နော်တစ်နှစ်စာ fee ကနဲ့ဟိုပေါ့နော်ဒီ installment နဲ့နှစ်ခါတွင်းလို့ရတယ်ပြီးရင်တော့သူရဲ့က euro 9000ပေါ့နော် euro 9000ပေးရတယ် euro 9000ဆိုရင်အခုလက်ရှိပေါက်ဈေးဆိုရင်တော့ဒီ950လောက်တော့ရှိမယ်ဒါတစ်နှစ်စာကိုပေးရမှာအဲ့ဒါကိုနှစ်ခါခွဲပြီးတော့ပေးလို့ရတယ်ပေါ့နော်အဲ့ဒီတော့ပေါ့နော်ဒီပြင်သစ်နိုင်ငံကပြင်သစ်စကားကိုအတိကတင်ထားရင်တော့ပတ်တိုင်းရတာလွယ်လားဆိုပေါ့နော်ပြင်သစ်နိုင်ငံကပြင်သစ်ဘာသာစကားကိုတော့အရှိခံပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်ပြင်သစ်ဘာသာစကားတတ်မယ်ဆိုရင်တော့ပတ်တိုင်းရှာရတာလွယ်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Bordeaux University ကဒီ Paris တို့တခြားမြို့ကြီးတွေလိုမျိုးမှာရှိတာမဟုတ်ဘူးဒါပေမဲ့သူကတော့ဒီ wine industry tourist industry နဲ့ပတ်သက်ပြီးတော့တော်တော်နာမည်ကြီးတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်သူကပေါ့နော်တကယ်မြို့ကြီးမဟုတ်တဲ့အတွက်ကြောင့်မို့အင်္ဂလိပ်စာတစ်ခုပဲရမယ်ဆိုရင်တော့ပေါ့နော်ဒီပတ်တိုင်းအလုပ်ရတာကပေါ့နော်နည်းနည်းပေါ့နော်အချိန်ယူရလိမ့်မယ်ပေါ့နော်ဒီလိုပြင်သစ်စာကသင်ခဲ့မယ်ဆိုရင်တော့ဒီပတ်တိုင်းအလုပ်ကြတာကလွယ်ကူလိမ့်မယ်ဆိုပြီးတော့ကျွန်မဒီပေါ့နော်တော်တော်များများလည်းကျွန်မမေးထားတယ်ပေါ့နော်အဲ့ဒီတော့ပေါ့နော်သူတင်တဲ့ program ကတော့ definitely အင်္ဂလိပ်လိုပဲတင်မှာပေါ့နော်ဒီအင်္ဂလိပ်လိုပဲတင်မယ်သူရဲ့ fees ကိုလည်းကျွန်မပြောထားတယ်ဒီအရေးကြောက်လည်းဒီ installment နဲ့နှစ်ခါတွင်လို့ရတယ်ပေါ့နော်ပေါ့နော်ပြီးရင်တော့ပေါ့နော်ဒီနောက်ပိုင်းလတွေမှာဆိုရင်တော့သူပေါ့နော် internship ဆင်းခိုင်းနေပေါ့နော်ဒီ internship ဆင်းလို့ရတယ်ဒီ university ကိုတက်ချင်တယ်ဆိုရင်တော့ပေါ့နော်သူကပေါ့နော်ဒီပုံမှန်အတိုင်းပဲပေါ့နော်ဒီကိုရဲ့ bachelor ပြီးထားတဲ့ transcript လုပ်မယ်အမှတ်စဉ်လုပ်မယ်နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီ motivation letter လုပ်မယ် CV လုပ်မယ်ပြီးရင် DIS ကတော့ပေါ့နော် 6.5 ဆိုရင်တော့တက်လို့ရတယ်ပေါ့နော် 6.5 IN နဲ့တက်လို့ရတယ်ဟိုဗာလဲတစ်ခုချင်းစီ band score ကတော့
အနည်းဆုံး at least 6ရှိရမှာပေါ့နော်အဲဒါတော့ပေါ့နော်ကျွန်မတို့ university ကိုဒီအချိန်တော်ကြာပေးပြီးတော့ research လုပ်ထားတယ်တော်တော်များလည်းဒီ part time နဲ့ပတ်သက်ပြီးတော့ကျွန်မမေးချတယ်ပေါ့နော်ဘလို့အချိန်နေရှိလဲဘလို့လဲဆိုတာမျိုးပေါ့ဒီ university ကဒီပေါ့နော် ranking 8သူရဲ့ဒီတက်မှာ8ဖြစ်တဲ့အတွက်ကျွန်မကောင်းတယ်လို့ပြောလို့ရတယ်ပြီး Bordeaux University ကလည်းဒီ wine နဲ့ wine နဲ့ပတ်သက်လာရင်တော်တော်လေးကိုနာမည်ကြီးတဲ့မြို့ဖြစ်တယ်တော်တော်လေးတားတဲ့မြို့လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ဒီနေ့ကျွန်မပေါ့နော်ဒီတက်မှာရှိတဲ့ Bordeaux University ဒီကလို့က different bachelor background master ကိုတက်ချင်တယ်ဆိုတော့ဒီ Bordeaux University ကိုကျွန်မကတော့ recommend လုပ်ချင်တယ်ပေါ့နော်ဒီ part time နဲ့ပတ်သက်ပြီးတော့ကိုယ့်အနေနဲ့ပြန်ပြီးတော့ research လုပ်လို့ရတယ်ဒီနေ့ကတော့ကျွန်မပေါ့နော် overall ပေါ့နော်ကျွန်မဒီ Bordeaux ဒီနေ့မှာရှိတဲ့ Bordeaux University နဲ့ပတ်သက်ပြီးကျွန်မရဲ့ research တော်လေးလုပ်ခဲ့တဲ့ university နဲ့ပတ်သက်ပြီးကျွန်မ sharing လုပ်ပြီးသွားခဲ့တာဖြစ်ပါတယ်ဒီကလို့မေးချင်တဲ့မေးခွန်းတွေရှိရဆိုရင်ကျွန်မရဲ့ဒီ comment အောက်မှာလာပြီးတော့မေးချလို့ရတယ်ပေါ့နော် see you in the next video ပါရှင်